တုတ်တန်ချမ်းအခန်းကြီး7เนาะကျွန်တော်တို့ဆက်လက်လေ့လာရအောင်วันนี้เราจะศึกษาสุภาษิตบทที่12တုတ်တန်ချမ်းလေ့လာတဲ့အခါမှာကျွန်တော်တို့ဘာအကြောင်းတွေ့ရလဲဆိုတော့လူတွေရဲ့သဘောတဘာဝအကြောင်းတွေတွေ့ရရှောလမုန်ဘုရင်ကြီးဟာသူကလူပေါင်းမြောက်များစွာနဲ့ဆက်ဆံခဲ့တယ်ပညာရှိတဲ့ဘုရင်လည်းတစ်ပါးဖြစ်တယ်ဒါကြောင့်လူတွေရဲ့သဘောတဘာဝလူတွေရဲ့အတွင်းနှလုံးသားလူတွေရဲ့အကြံစီလူတွေရဲ့စိတ်နဲ့စိတ်ထားလူတွေရဲ့အကျင့်စရိုက်ဘယ်လိုရှိလဲဆိုတာကိုသူကကောင်းကောင်းသိတဲ့အတွက်ကြောင့်ဒါတွေဘယ်လိုစိတ်နဲ့စိတ်ထားမျိုးရှိရင်ကောင်းစားမယ်ဘယ်လိုစိတ်သဘောထားရှိရင်ကျွန်တော်တို့ဆုံးရှုံးပျက်စီးခြင်းကိုရောက်မယ်ဒါတွေကိုသူကအသေးစိတ်ရှင်းလင်းပြသပြီးတော့မှဒါဒီကျမ်းစာကိုဘုရားသခင်အားဖြင့်ဖွင့်ပြပြီးတော့မှရေးသားခဲ့ခြင်းဖြစ်တယ်။ဒါကြောင့်ခဏလူတွေရဲ့သဘောတဘာဝသိခြင်းနဲ့နဲ့နေတဲ့အရာတွေသိခြင်းကျွန်တော်သေချာကျွန်တော်တို့စိတ်အေးလေးနဲ့ကျမ်းစာကိုဖတ်ရှုလေ့လာကျွန်တော်တို့ကိုယ့်ရဲ့အသက်တာကိုလူများတွေပေါ်ဘယ်လိုဆက်ဆံရမလဲလူတွေနဲ့ဘယ်လိုပေါင်းသင်းရမလဲလူတွေရဲ့အနာဂတ်ကောင်းကျိုးကိုဘယ်လိုပြုရမလဲဘယ်လိုလူတွေကိုဘယ်လိုဆုံးမသွန်သင်ရမလဲဒါတွေကိုဘုရားသခင်ကျွန်တော်တို့ဉာဏ်ပညာပေးလာမှာဖြစ်တယ်။တကယ်လို့ကျွန်တော်တို့ကဉာဏ်ပညာမရှိဘူးဆိုရင်ကျွန်တော်တို့စိတ်လိုက်မှန်ပါလူတွေကိုစီရင်မယ်စိတ်လိုက်မှန်ပါလူတွေကိုကျွန်တော်တို့ဆက်ဆံမယ်ဆိုရင်ကျွန်တော်တို့အများကြီးအမှားတွေနဲ့ရင်ဆိုင်ရတတ်တယ်။ဒီထဲမှာကျွန်တော်တို့ဒီသုတ်တန်ခန်းကြီး7ထဲမှာကျွန်တော်တို့ကြည့်တဲ့အခါမှာในสุภาษิตบทที่12นะเวลาเราศึกษาแล้วเราจะเรียนรู้เกี่ยวกับมนุษย์จิตใจของมนุษย์เป็นยังไงมายังไงการดำเนินการชีวิตของเขาแบบไหนถ้าเกิดจิตใจของเราเนี่ยดำเนินการสวยงามอนาคตของเราก็ดีจิตใจของเราเนี่ยถ้าเราไม่ปกติถ้าจิตใจของเราเนี่ยไม่เป็นชอบธรรมเวลานั้นชีวิตเราไม่ได้พักผ่อนจากพระเจ้านั่นสำคัญก็วันนี้เราจะดูว่าที่เอาเนาะไงเช่ากันในผ่าแม่มัตยาโตตูอิสกาดีตุอเตโกตัดเชงซาวเมียวไตဖြောင်းမတ်တော်သူ၏နှုတ်မူကားသူတစ်ပါးတို့ကိုကယ်နှုတ်တတ်၏ကျွန်တော်တို့နှုတ်ကလူများတွေကိုကယ်ဖို့လူများတွေအနာဂတ်ကောင်းကျိုးဖြစ်ဖို့တုံ့တင်တတ်ရမယ်လမ်းပြတတ်ရမယ်သူတို့ကိုလမ်းကောင်းတဲ့လမ်းကိုလမ်းပြတတ်ဖို့လိုတယ်ဒါကြောင့်ခဏကျွန်တော်နှုတ်ကလူများတွေကိုတတ်ဖို့မဟုတ်ဘူးလူများတွေကိုထိုးနှက်ဖို့မဟုတ်ဘူးလူများတွေကောင်းကျိုးအတွက်တိဆောက်เสียဖြစ်တဲ့စကလုံးတွေဒီဆောက်เสียဖြစ်တဲ့ဝိညာဉ်ရေးရာစကားတွေကျွန်တော်တို့သွန်သင်လမ်းပြဖို့လိုတယ်။တစ်စုံတစ်ယောက်မှားဝင်သွားရင်ကျွန်တော်ကျမ်းစာမှာလည်းပြောပြထားတယ်။တစ်ချိန်သတိပေးလိုက်။နှစ်ချိန်သုံးချိန်မှသတိပေးလို့မရရင်လောကီသားတွေကဲဆိုကျွန်တော်တို့သူတို့ကိုပေးသွားလိုက်ရမှာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ကပြုစုရမှာဖြစ်တယ်။မတရားသောသူ၏အိမ်ဒီပြိုလဲပြက်ကြောက်ပြက်ခြင်းဖြောက်မှတ်သောသူ၏အိမ်မူကားအမြဲတည်ခြင်းရှိတတ်၏မတရားသောသူဆိုတာဘာကိုပြောတာလဲခဏကျွန်တော်တို့ဘုရားသခင်နှုတ်ကပတ်တော်သိတယ်နားလည်တဲ့သဘောပေါက်တယ်ဒါပေမဲ့လမ်းမယူဘူးကျွန်တော်တို့ကိုယ်စိတ်ကြအသက်ရှင်ခြင်းဘုရားကိုလည်းရှေ့ရှုမထားဘူးကိုယ့်ရဲ့ emotion နဲ့သွားခြင်းဖြစ်တယ်ဒါတွေကိုသတိထားဖို့လိုဒါကြောင့်သူတို့အိမ်ကပြိုလဲတတ်တယ်ဖြောင်းမတ်တော်သူ၏အိမ်မူကအမြဲတည်ခြင်းရှိတတ်၏လူသည်ဉာဏ်ပညာရှိသည့်အတိုင်းချီးမွမ်းခြင်းကိုခံရ၏သဘောကောက်တော်သူမူကားမထီမဲ့မြင်ပြုခြင်းခံရ၏ဖះကိုချီးမွမ်းပါစိတ်နှလုံးတွေသဘောကောက်တဲ့သူတွေကောက်ကျစ်စင်းလဲတဲ့အတွေးခေါ်တွေရှိတဲ့အရာတွေကိုကျွန်တော်အသက်တာတွေကနေဖယ်ရှားပြရအောင်ဒါကြောင့်မလို့ကျွန်တော်တို့စိတ်နှလုံးသားအရေးကြီးတယ်နှလုံးသားကောင်းတဲ့အရာတွေကောင်းတဲ့စိတ်ဓာတ်တွေကောင်းတဲ့စိတ်နဲ့စိတ်ထားတွေကျွန်တော်တို့မွေးတတ်ဖို့လိုတယ်
နော်အဲ့လိုစိတ်ကသဘောမကောက်ဘူးဆိုရင်ကျွန်တော်တို့စိတ်ကကောက်နေတယ်ဆိုရင်ကျွန်တော်တို့နော်မလှပဘူးအသက်တာကျွန်တော်တို့ကောင်းကြီးလည်းမခံစားရဘူးမထီမဲ့မြင်ပြုခြင်းကိုခံစားရတယ်နော်ဒါကြောင့်ကျွန်တော်တို့ပြင်ဆင်ရအောင်အသက်တာမှာလူဒီမိမိနှုတ်ခမ်းအသီးကိုဝါစွာစားရ၏ငယ်14မှာမိမိလုပ်သောအရာအကျိုးအပြစ်ကိုလည်းခံရ၏နော်မိမိနှုတ်ကပြောတဲ့အတိုင်းကိုယ့်ဘက်ကိုတံပြန်ရောက်လာတတ်တယ်သတိထားဖို့လိုတယ်လူများတွေကိုစီရင်မယ်လူများတွေကိုတိုက်ခိုက်မယ်လူများတွေကိုနာကျင်အောင်ပြောမယ်ဒီအရာတွေကကိုယ့်ဘက်ကိုပြန်ပြီးတိုက်ခိုက်လာနိုင်တာဖြစ်တယ်နော်နောက်တစ်ချက်ကျွန်တော်တို့ဆက်သွားမယ်